ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမရဲ့နာမည်ကတော့မတ်စင်မာနွယ်ဖြစ်ပါတယ်ရှင်ပြီးခဲ့တဲ့ဘက်ကကျမတို့ဘက်ကရော16ရက်2လ2026မှာလုံးဟာ963ဆိုတဲ့ကနန်းကိုမြန်မာကိုယ်စားလှယ်ဒုတိယတာဝန်ခံဖြစ်တဲ့ဦးဝင်းမင်းကိုတိုင်ကူညီဆောင်ရွက်ပေးပါတယ်ရှင်ပြီးခဲ့တဲ့ဘက်ကတော့963မှာဦးဝင်းမင်းနဲ့မတွေးရှိလိုက်လို့မရရှိလိုက်ပါဘူးဆိုတဲ့မိတ်ဆွေများနော်တခြင်းတစ်ခါတော့ပေါက်ရှင်ပါဆိုတဲ့မိတ်ဆွေများကျမတို့ရဲ့ဒီဘုတ်ဒီလိုက်ဖီကိုကြားညက်တဲ့ဆိုရင် like share နဲ့ကူညီတော့ပြီး comment မှာ okay လေးမှန်တော့ပြီးအသေးလေးပြီးတော့ပေးပါရှင်နော်အခုလာမယ့်အပတ်တရက်3လ2026မှာဆိုရင်မြန်မာကိုယ်စားလှယ်ဖြစ်တဲ့ဒုတိယတာဝန်ခံဦးဝင်းမင်းကိုတိုင်ရောလူကြီးစေရောက်ကိုပြန်လဲလို့ကူညီပေးပါမယ်ရှင်ဦးဝင်းမင်းကိုတိုင်လူကြီးစေရောက်ကိုဘလို့ကူညီပေးမယ်အကြောင်းအရာကိုဖြေကြပေးပါရင်ပြောကြပေးပါရင်မြေတိုင်ရက်ခံပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့နာမည်ကတော့ဦးဟိမင်းဖြစ်ပါတယ်နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်16ရက်2လ2026မှာကျွန်တော်963ဆိုတဲ့ကဏ္ဍကိုတဲအောင်မြင်အောင်လို့ကျွန်တော်ဘက်ကလှုပ်ဆောင်ပေးတယ်ခင်ဗျာနော်963မှာမရရှိလိုက်ပါဘူးမတွေးကြည့်လိုက်တော့မရရှိလိုက်ပါဘူးဆိုတဲ့မိတ်ဆွေများဒီတစ်ပတ်အခုမြင်အခုတွေးအခုပေါက်အောင်လို့အခုပဲဖုန်းလေးတော့လှန့်ဆက်ပေးကြလာနော်ပြီးခဲ့တဲ့ဘက်က963မှာပေါက်ရှိတာတဲ့လူတွေကိုလုံးဝကျွန်တော်တို့ဘက်ကမကူညီပေးတော့ဘူးဒီတစ်ပတ်မှာဆိုရင်ငွေကြေးတကယ်အဆင်မပြေလို့တစ်ချိန်တစ်ခါမှမပေါက်ရှိပါဘူးဆိုတဲ့မိတ်ဆွေများနော်တကယ်အဆင်မပြေပါဆိုတဲ့မိတ်ဆွေများအလှူရေးတိုင်းများစားလှုပ်ရှင်ပါဆိုတဲ့မိတ်ဆွေများအခုမြင်ကူတွေ့နော်ကျွန်တော်ဖုန်းနံပါတ်ကိုမူရင်းကင်ဆောင်နဲ့ကျွန်တော်ဦးဟိမင်းကိုတိုင်မူရင်းကင်ဆောင်တဲ့ဖုန်းနံပါတ်ကိုကျွန်တော်ပြောကြပေးမယ်အခုမြင်ကူတွေ့အခုပဲခေါ်ဆိုပေးကြတာနော်ကျွန်တော်မူရင်းကင်ဆောင်တဲ့ဖုန်းနံပါတ်ဒီ689 328 923ဆိုတဲ့ဖုန်းဒီကျွန်တော်တရားဝင်ကင်ဆောင်တဲ့ဖုန်းနံပါတ်ဖြစ်တယ်နော်ကျွန်တော်ဦးဟိမင်းဒီမြန်မာကိုယ်စားလှယ်ဒုတိယတာဝန်ခံဖြစ်တယ်နော်မူရင်းကင်ဆောင်တဲ့ဖုန်းနံပါတ်ဒီ689 328 923ဆိုတဲ့ဖုန်းဒီကျွန်တော်မူရင်းကင်ဆောင်တဲ့ဖုန်းနံပါတ်ဖြစ်သည်အဖုန်းဓာတ်ရိုက်ဆက်သွယ်မှာကျွန်တော်ဘက်ကကူညီဆောင်ရွက်ပေးပါမယ်နော်ပြီးခဲ့တဲ့ဘက်ကလိုပဲကျွန်တော်တို့တရက်3လ2026မှာထွက်ရှိမယ်ညနေ3:15မှာထွက်ရှိမဲ့ကဏ္ဍကိုကျွန်တော်တစ်ထိပ်စီးနဲ့တရားဝင်ဖော်ပြပြီးတော့လိုက်လွှင့်လိုက်ပါပြီဗျာနော်ပြီးခဲ့တဲ့ဘက်က963မှာမရရှိလိုက်ပါဘူးဆိုတဲ့မိတ်ဆွေများနော်အခုမြင်အခုတွေ့အောင်လို့ကျွန်တော်ဖုန်းနံပါတ်နဲ့တရားဝင်တင်ပေးထားတယ်အခုတွေ့အခုခေါ်လိုက်တော့ကြာတာနော်ကျွန်တော်လူကြီး10ရောက်ပြည့်သွားရင်လုံးဝကူညီပေးလို့တော့မရဘူးကြာတာနော်ဟုတ်ပြီလားကျွန်တော်ဒီဘုတ်ဒီလိုက်ကလေးကိုလည်း like share တွေ channel ကူညီသွားပြီ comment မှာ okay လေးမှန်းသွားပြီအခက်ခဲလေးရှိတဲ့အကြောင်းအရာလေးပြောသွားပြီကြာတာနော်အသေးလေးပေးသွားပြီ share သွားပြီနော်ကိုမြင်ကိုပေါင်းမဲ့စိတ်တော့မမွေးနဲ့တယောက်မြန်တယောက်ပေါင်းအများပေါင်းတော့ like share တွေများများလေးကူညီသွားပြီကျွန်တော်ဒီဘုတ်ဒီ like ကိုဒီနားမှာကျွန်တော်ရနာခွင့်ပြုမယ်ကြာလာနော်